ဒီငါးကတော့ကဘာပေါ်တွင်ဈေးကြီးဆုံးငါးများတွေကတစ်ခုဖြစ်ပါတယ်ဒီငါးကိုစားချင်နေဆိုရင် 1kg ကိုဒေါ်လာ900ခန့်ပေးမှစားရပါမည်အဲ့လောက်ကိုဈေးကြီးပါတယ်သူကငါးတစ်ကောင်လုံးကိုစားတာမဟုတ်ပါဘူးငါးပိုက်ထဲကငါးဥတွေကိုစားတာပါဒါကြောင့်မလို့ပုံမှန်ငါးဈေးထက်ဈေးကြီးနေရပါဒီလိုဈေးကြီးတာကလည်းဒီလိုအဝါရောင်ငါးဥတွေကိုရှားဖို့မလွယ်ကူပါဘူးငါးတွေကိုဖမ်းလိုက်ရုံနဲ့ဒီယာတွေကိုရှားလာတာမဟုတ်ပါဘူးငါးတွေများများကိုဖမ်းလာပြီးရင်အချိန်နဲ့တပြေးညီလို့သမားတွေဟာငါးတွေရဲ့1ဘိုက်ကိုဂယူးတစ်ဆိုင်ဖောက်ရပါတယ်မကြမ်းကျင်တဲ့လို့သမားတွေလုပ်မေးဆိုရင်ဘိုက်ထဲကဒီအဝါရောင်ငါးဥတွေကပျက်စီးသွားနိုင်ပါတယ်ငါးဘိုက်ထဲကအဝါရောင်ငါးဥတွေရှားပြီးဆိုရင်တော့ချင်းတစ်ခုတွေစုထည့်ထားပါတယ်အဲနောက်ကြာရှည်ခံဖို့စားတွေနဲ့အဝါရောင်ငါးဥတွေကိုနေပါတယ်စားတွေနဲ့နေပြီးအဝါရောင်ငါးဥတွေကိုတန်းစီထားပြီးအပေါ်ကနေသားပြားနဲ့ဖိပါတယ်အဲ့လိုဖိလိုက်တဲ့အခါငါးဥတွေကရေတွေထွက်လာပါတယ်ရေတွေထွက်သွားပြီဆိုရင်တော့တစ်ခုချင်းပါကင်ထုတ်ပိုးရပါတယ်ဒီလိုတွေလုပ်ပြီးတဲ့အခါစားတွေကိုရေဆေးပြီးရောင်းတန်းဝင်ဈေးကြီးတဲ့အဝါရောင်ငါးဥတွေရှားပါပြီသူ့ကိုမီလေးနဲ့กินလိုက်တာနဲ့ရတာရှိရှိသုံးဆောင်နေတဲ့အစားအစာတစ်ခုဖြစ်ရရှိပါပြီ